မင်္ဂလာပါနော်ကဲဒီနေ့ကတော့ကျွန်မဒီလက်ကောက်လေးကိုချက်လောက်ပြပေးချင်တယ်စိုက်ကတော့တော့6စိုက်ဟုတ်တယ်ဒီလုံးပတ်လေးတွေကလည်းထူထူကြီးနေနော်တသေးလေးမဟုတ်ဘူးလုံးပတ်တွေကပြီးလို့ရှိရင်တစ်ခေါက်လေးတွေပါတယ်တစ်ခေါက်လေးတွေပါမယ်အနာမပါဘူးနော်အနာလုံးတယ်ညတော့အဖြစ်ကတော့ဒီလိုအစမ်းနေအောင်းဝင်နေပါတဲ့ဟာဆိုလို့ရှိရင်အနာပါတာပေါ့လေတော့အလုံးလေးတွေများတယ်ဒါပေမဲ့ဒီကွင်းကတော့အနာလည်းမပါဘူးတော်တော်လေးလာတယ်ပြီးလို့ရှိရင်ဒီမှာတော့ကောင်းအချင်းကြီးပါလေနော်ဒီထက်ကောင်းကြီးပါလေကာလာကလည်းဒီဇယ်လင်းနေနဲ့တော်တော်လေးလာပြီးလို့ရှိရင်ဒီအထင်းမာလေးနဲ့တစ်ခေါက်လေးတွေပါမယ်တစ်ကိုင်းလေးတွေပါမယ်ကွင်းဆိုင်ကြီးလေးနဲ့အစမ်းကြိုက်တဲ့တူအတွက်ဒီကွင်းလေးရှိပါမယ်နော်